အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာနယူးဒေလီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကဘာတလွှားလုံးကိုတုံလှုပ်သွားစေခဲ့တဲ့အမေရိကန်နိုင်ငံအိမ်ဖြူတော်ကထူးခြားတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပါသမ္မတဒေါ်နယ်ထရန့်နဲ့ထိပ်သီးခေါင်းဆောင်တွေတက်ရောက်နေတဲ့ပွဲတစ်ခုမှာရုတ်တရက်တနတ်တန်းတွေထွက်ပေါ်လာပြီးဘေးလွတ်ရာကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရတဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်ဒီဖြစ်ရမှာဘာတွေဆက်ဖြစ်ခဲ့တယ်လဲဆိုတာအသေးစိတ်ကြည့်ရှုလိုက်ရအောင်ပါဧပြီလ26ရက်စနေနေ့ညကဝါရှင်တန် DC မှာကျင်းပတဲ့အိမ်ဖြူတော်သတင်းတောက်များအသင်းရဲ့နှစ်ပတ်လည်ညစာစားပွဲဟာလူပေါင်း2600ကျော်နဲ့စီကားနေခဲ့တာပါဒါပေမဲ့ပျော်ရွှင်စရာကောင်းနေတဲ့ဒီပွဲဟာခဏချင်းမှာပဲစစ်တလင်းတစ်ခုလိုပြောင်းလဲသွားခဲ့ပါတယ်လုံခြုံရေးချင်းချောက်မှုတစ်ခုကြောင့်သမ္မတဒေါ်နယ်ထရန့်အပါအဝင်အစိုးရအဖွဲ့ရဲ့ထိပ်သီးခေါင်းဆောင်တွေကိုအရေးပေါ်ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရပါတယ်။ခန္ဓာအတွင်းမှာအထူးခြားသောအခိုက်အတန့်ကတော့သမ္မတကတော်မီလီယံနီယာထရန့်ရဲ့တုံ့ပြန်မှုပဲဖြစ်ပါတယ်။လုံခြုံရေးအဖွဲ့တွေစင်မော်ကိုအပြေးလွှာရောက်မလာခင်လေးမှတင်မီလီယံနီယာဟာပြည်သက်ထဲကတခုခုကိုတတိထားမိပုံရပြီးမျက်နှာပြက်ခါတော်တော်လေးကိုစိုးရိမ်နေကြီးဖြစ်သွားခဲ့တာပါ။အဲဒီနောက်စက္ကန့်ပိုင်းအတွင်းမှာပဲစကရက်ဆာဗစ်အေဂျင့်တွေဟာသမ္မတနဲ့ဇနီးဖြစ်သူကိုဝမ်းဝန်းကာကွယ်ပေးပြီးခမ်းမရဲကနေအမြန်ဆုံးခေါ်ထုတ်သွားနိုင်ခဲ့ပါတယ်။တနက်ပြစ်ဒဏ်တွေကြားလိုက်ရတယ်လို့အော်ဟစ်တန်တွေထွက်ပေါ်လာချိန်မှာတော့ခမ်းမရဲကဧည့်သည်ရာပေါင်းများစွာဟာကြောက်လန့်တကြားနဲ့စပွဲတွေအောက်မှာပုံအောင်နေခဲ့ကြရပါတယ်။အစားအသောက်တွေတည်ဆောင်လာတဲ့စပွဲတွေဟာလည်းဗန်းတွေကိုပြစ်ချပြီးဘေးလွတ်ရာကိုအလံတကြားထွက်ပြေးခဲ့ကြရပါတယ်။ဒုသမ္မတဂျေဒီဗန်နဲ့အစိုးရအဖွဲ့ဝင်ဝင်ကြီးတွေကိုလည်းလုံခြုံရေးအထူးရင်တန်းတွေနဲ့ချက်ချင်းပဲအခမ်းအနားကနေဖယ်ထုတ်ပေးခဲ့ပါတယ်။လုံခြုံရေးအေဂျင့်တွေဟာချက်ချင်းပဲအခမ်းအနားတစ်ခုလုံးကိုပိတ်ဆို့လိုက်ပြီးတန်တရားရှိသူကိုရှာဖွေခဲ့ပါတယ်။နောက်ဆုံးရရှိတဲ့သတင်းတွေအရတနက်နဲ့ပြစ်ခတ်သူလို့ယူဆရတဲ့တန်တရားရှိသူကိုလုံခြုံရေးအဖွဲ့ကအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပြီလို့သိထားရပါတယ်။လက်ရှိမှာတော့သမ္မတဒေါ်နယ်ထရန့်နဲ့အစိုးရအဖွဲ့ဝင်အားလုံးဟာဘေးကင်းလုံခြုံစွာရှိနေကြပြီးထိခိုက်ဒဏ်ရာရသူမရှိဘူးလို့အိမ်ဖြူတော်ကအတည်ပြုထားပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအမေရိကန်လုံခြုံရေးအဖွဲ့တွေကဆက်လက်စစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။ကမ္ဘာအင်အားကြီးဆုံးနိုင်ငံရဲ့ခေါင်းဆောင်တွေအပေါ်အခုလိုချိန်ချောက်မှုဖြစ်ပွားခဲ့တာဟာတကယ်ကိုစိုးရိမ်စရာကိစ္စပြည့်တစ်ခုပါ။ဒီသတင်းနဲ့ပတ်သက်တဲ့နောက်ဆက်တွဲထူးခြားချက်တွေကိုကျွန်တော်တို့ထပ်မံတင်ဆက်ပေးသွားမှာဖြစ်လို့မြန်မာ News Daily ကို Like and Follow လုပ်ထားဖို့မမေ့ပါနဲ့အောင်ခင်ဗျာအားလုံးပဲဘေးကင်းကြပါစေ။